ကဲမိတ်ဆွေများခုနှစ်ရက်သားသမီးများအားလုံးကျွန်တော်ရဲ့ရွှေတနေ့တာကံကြမ္မာဆိုတဲ့အစီအစဉ်လေးကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာဒီကနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုဂမ်ဘီယာအစီအရင်လေးတစ်ခုပြောပြပေးချင်ပါတယ်ဓာတ်ရိုက်ဓာတ်စင်နည်းလေးတစ်ခုပေါ့နော်ဒီနည်းလေးကတော့ကျွန်တော်တို့အဘမင်းသင်္ခါရဲ့နာမည်ကျော်ပလင်းစိမ်းနှင်းစီဆိုတဲ့နည်းလေးတစ်ခုပဲဖြစ်ပါတယ်ပလင်းစိမ်းလေးရှာမယ်နှင်းစီပန်းလေးတစ်ပွင့်ရှာမယ်အဲ့ပလင်းစိမ်းထဲမှာရေထည့်မယ်ကြောက်စလစ်ခဲလေး6လုံးထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုလုပ်ပြီးတော့ကိုယ့်ရဲ့အလုပ်နေရာအိမ်နေရာကုမ္ပဏီဆိုလဲကုမ္ပဏီပေါ့နော်ရုံးခန်းဆိုလဲရုံးခန်းဈေးဆိုင်ဆိုလဲဈေးဆိုင်ပေါ့အဲ့ဒီလိုအမြင့်တနေရာမှာဒီလိုပြုလုပ်ထားတဲ့ပလင်းစိမ်းနှင်းစီလေးကိုတွားပြီးတော့ထားပေးလိုက်ရမှာဖြစ်ပါတယ်အရန်ကိုလက်ရွှင်စေတဲ့နည်းလေးတစ်ခုဖြစ်ပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးဒီနည်းလေးကိုအသုံးပြုပြီးတော့လက်ရွှင်ကြပါစေလုပ်ငန်းဆောင်တာတွေအဆင်ပြေအောင်မြင်ကြပါစေဗျာဆက်လက်ပြီးတော့တရက်စာဒီနေ့တနေ့တာကံကြမ္မာလမ်းညွှန်လေးကိုလည်းစနစ်တကျတွက်ချက်လို့ပေးလိုက်ပါတယ်ဒီနေ့မှာနာမည်ဂုဏ်သတင်းအလုပ်နေရာဌာနကိစ္စတွေအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်ငွေကတော့အဝင်ကျန်းအထွက်ကျန်းမဲ့နေ့တစ်နေ့ဖြစ်ပါတယ်တခုသတိထားမှာကတော့ဒီကနေ့မှာကိုယ်တိုင်တော်၎င်းကိုယ့်ရဲ့မိတ်ဆွေများတော်၎င်းပေါ့နော်တခုခုတယောက်ယောက်နဲ့ပတ်သက်ပြီးတော့စေယုံစေကနဲ့တွားပြီးတော့ပတ်သက်ရတတ်ပါတယ်စေယုံစေကနဲ့တွားပြီးတော့နော်တွားလိုက်ရတာပေါ့နော်စေယုံစေကရောက်သွားတာမျိုးတို့အကူညီတွားပေးရတာမျိုးတွေကြုံရတတ်ပါတယ်ဒီနေ့တနေ့တာကံကောင်းစီမဲ့အယောင်တွေကတော့အနီရောင်ခရမ်းရောင်ကြက်သွေးရောင်တွေဖြစ်ပါတယ်ဒီနေ့တနေ့တာကံကောင်းစီမဲ့ကဏ္ဍတွေကတော့တစ်ကဏ္ဍ3ကဏ္ဍခွန်ကဏ္ဍ3ညကဏ္ဍလို့ဖြစ်ပါတယ်ဒီနေ့တနေ့တာကံပွင့်လက်ရွှင်စေဖို့အတွက်ဆိုရင်ကိုယ့်ရဲ့အိမ်ဖျားမှာငုံဟင်းငါးလေးတစ်ပွဲစွန်းတော်အဖြစ်ကတ်လူပေးပါဗျာဒီနေ့တနေ့တာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအဆင်ပြေအောင်မြင်စေဖို့အောင်ဓာတ်ရစေဖို့အတွက်ဆိုရင်လည်းကိုယ့်ရဲ့အလုပ်တွေမလုပ်ခင်မှာငုံဟင်းငါးလေးကိုစတိဖြစ်ဖြစ်စားပြီးဆူတောင်းပြီးမှလှုပ်ဆောင်ပေးပါဗျာကဲဒီနေ့တာလုံးနဲ့မိတ်ဆွေများအားလုံးကံကောင်းခြင်းများပိုင်ဆိုင်ကြပါစေ။ဘုရားဆန္ဒပြည့်စုံကြပါစေ